လူတော်တော်များများတတိမပြုမိတဲ့လုပ်ငန်းခွင်ရဲ့အဓိကမောင်းနေရနေရအားလုံးပဲမင်္ဂလာပါကျမတို့ Kate ပါကျမ Kate Treasury Hub မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကအရှိရဗီဒီယိုတွေမှာ strategy နဲ့ပတ်သက်တာတွေ finance and accounting နဲ့ပတ်သက်တာတွေကိုမျှဝေခဲ့ပါတယ်ဒီတစ်ခါမှာတော့ strategy တွေ finance တွေ accounting တွေ management တွေလုပ်ဖို့အတွက်အဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ short flow ဆိုတဲ့အကြောင်းလေးကိုရှင်းပြမှာဖြစ်ပါတယ် short flow လို့ပြောလိုက်တာနဲ့တော်တော်များများကလုပ်ငန်းခွင်မှာအရောင်းဝယ်ပြုလုပ်ပေးတဲ့လူတွေဒါမှမဟုတ်အောက်ခြေဝန်ထမ်းတွေအခြေခံဝန်ထမ်းတွေလို့ယူဆကြတယ်ပေါ့နော်တကယ်တမ်းကျတော့ short flow ဆိုတာကကျမတို့လုပ်ငန်းမှာသတ်မှတ်ထားတဲ့မဟာဗျူဟာတွေရလဒ်ကောင်းတွေရရှိဖို့အတွက်သူတို့ရဲ့အခန်းကဏ္ဍတစ်ခုချင်းစီမှာတာဝန်ကျေပွန်စွာနဲ့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတိုင်းက short flow ရဲ့အစိတ်ပိုင်းထဲမှာပါဝင်ပါတယ်ပြောချင်တာကတော့အရှိမဆွေးနွေးခဲ့တဲ့ကျမပြောခဲ့တဲ့ strategy တွေ accounting တွေ finance တွေမှာချမှတ်ခဲ့တဲ့ကိုယ့်ရဲ့ကိန်းဂဏန်းတွေပြည့်မီဖို့ဆိုတာကစာရွက်ပေါ်မှာရှိတဲ့ကဏ္ဍလေးတစ်ခုတွေနဲ့ပြည့်မီတာမျိုးမဟုတ်ဘဲနဲ့ဒီကဏ္ဍတွေဒါတွေပြည့်မီဖို့အတွက်ကျမတို့ရဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာရှိတဲ့သက်ဆိုင်ရာတာဝန်ကျဝန်ထမ်းတွေသက်ဆိုင်ရာဝန်ထမ်းကောင်းတွေအကုန်လုံးကတညီတညွတ်တဲ့ပူးပေါင်းပါဝင်ပြီးမှသာလျှင်ကျမတို့ကလိုချင်တဲ့ပန်းတိုင်ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ short flow ကိုဘယ်လို manage လုပ်ကြမလဲ။ short flow ကဘယ်လောက်ထိအရေးပါမှုတွေရှိနေလဲ။ကိုယ့်လုပ်ငန်းရဲ့ impact ကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်စေသလဲဆိုတာကိုကျမကနောက်ပိုင်းဗီဒီယိုတွေမှာလည်းထပ်မံပြီးတော့ sharing လုပ်သွားမှာဖြစ်ပါတယ်။ဒီနေ့အတွက်ကတော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲနားလိုက်ပါမယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။